တရုတ်ပကံလုံးတွေဟာတရုတ်ပြည်မှာထွက်ရှိသောအရေးသွေးမြင့်ပကံလုံးများကိုဆိုလိုတာပါထိုပကံလုံးတွေကိုရှင်ဟောင်းနုပညာအလားအပါစတိုင်များနဲ့တရုတ်အမတ်တစိမ့်များကိုပေါင်းစပ်၍ထုတ်လုပ်ထားပြီးကမ္ဘာတဝန်းမှာအလွန်လေးနဲ့သောအလားအပါနဲ့အတူနာမည်ကြီးခဲ့ပါတယ်အထူးသဖြင့်တရုတ်မင်းဆက်ဒီနန်ဆိုးဆန်တဲ့ကာလမှာပကံလုံးထုတ်လုပ်မှုတွေပေါ်များခဲ့ပါတယ်တရုတ်ပကံလုံးတွေရဲ့အဓိကအချက်ကတော့အများကြီးပါပဲတရုတ်ပကံများဟာခေတ်ပေါ်ပကံထုတ်လုပ်ရေးရဲ့အစပြုခြင်းနဲ့အရေးသွေးအမြင့်ဆုံးပကံများကိုဖန်တီးနိုင်ခဲ့တဲ့တရုတ်နိုင်ငံရဲ့ရှီဟောင်းသမိုင်းရှိထိပ်တန်းအလပကံလုံးများဖြစ်ပါတယ်။ပကံထုတ်လုပ်ခြင်းဟာခင်မင်းရင်းနှီးမှုများရှီဟောင်းပြန်လဲဖွဲ့စည်းမှုများနဲ့တရုတ်ရိုးရာအမှုပညာများကိုဖော်ပြထားတာဖြစ်ပါတယ်။တရုတ်ပကံများကိုအဓိကအားဖြင့်ဆီလီကွန်အသားနဲ့ပြုလုပ်ထားတာပါ။စက်နဲ့ဖန်တီးခြင်းလက်နဲ့ဖန်တီးခြင်းဆိုပြီးအမျိုးမျိုးရှိပါတယ်။ပကံလုံးမျိုးအစားတွေလည်းအများကြီးရှိပါတယ်။ဒီဇိုင်းတွေကလည်းအဆုံရှိတဲ့အထက်မှာအပြာရောအဝါရောရှောင်းစုံပကံတွေဟာနာမည်အကြီးဆုံးပါပဲ။တရုတ်ပကံတွေဟာလက်မှုအမှုပညာလုပ်ငန်းတွေနဲ့အမှုပညာတကူများနဲ့အထူးဆက်ဆက်ကြောင်းသိရှိရပါတယ်။သူတို့ကိုစားတောက်ဆိုင်များရုံခန်းများအခမ်းမကြီးများမှာအသုံးပြုကြသလိုရှင်ကြီးမှုပွဲများအလားစင်ပွဲများတွင်လည်းအသုံးပြုကြပါတယ်။တရုတ်မှာနာမည်ကြီးတဲ့ပကံထုတ်လုပ်သူများကတော့စင်တစန်းပကံနဲ့ရှင်ဟွာပကံတို့ပဲဖြစ်ကြပါတယ်။